ဟယ်လိုအားလုံးပဲမင်္ဂလာပါမမကြီးရဲ့ကိုကင်ဘလော့ကနေကြိုဆိုပါရရှင်ဒီနေ့မမကြီးကငားရဲ့ငြူသီးစင်းတွေကိုကစွန်းရွက်ချင်ဟင်းလေးချက်ပြမှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးကျွတ်တုံဖြူနီနဲ့ငြူသီးနဲ့ထောင်းထားတာပေါ့နော်ငားလေးစီတက်လိုက်ပါမယ်ရပြီဆိုရင်တော့မကြီးရည်လေးနဲ့ရေလေးနည်းနည်းထည့်မယ်နည်းနည်းမင်းလေးအုပ်ပြီးတော့ခဏချက်ထားပေးလိုက်ပါမယ်ရှင်ငားလေးရပြီဆိုလို့ရှိရင်တော့ငားဦးလေးကိုခဏချထားလိုက်မယ်ပြီးရင်တော့ကစွန်းရွက်ချင်းချက်ဖို့အတွက်ကစွန်းရွက်တွေကိုအိုးထဲထည့်ပါမယ်နော်ကစွန်းရွက်လေးဣသွားအောင်လို့ခဏတည်ထားလိုက်မယ်ကစွန်းရွက်လေးတွေဣသွားပြီဆိုရင်တော့ခုနချက်ထားတဲ့ငားကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့မကြီးရည်လေးရဲ့ရေအနှင်းငယ်ပေါ်တော့ကိုစားမဲ့အနေထားလောက်ကိုရေလေးကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့ငားလေးတွေကြည်သွားမှဆိုလို့ဖွားဖွားလေးမှုတ်ပေးလိုက်မယ်နော်အချိုငံနေနဲ့ကတော့ငပြာရည်ရဲ့အချိုမုတ်ကဲစသားမှုရည်ကိုအနှင်းငယ်စီသုံးထားပါတယ်ရှင်အချိုငံလေးနှံ့သွားအောင်လို့အနှင်းငယ်ထပ်ပြီးတော့မှုတ်ပေးလိုက်ပါမယ်နော်ဟင်းရီကိုတော့ပုတ်ပွက်စုအောင်တဲမယ်နော်အဲ့ဒါမှဗိုက်မနာမှာပါရှင်အခုဆိုရင်တော့ကစွန်းရွက်ချင်းဟင်းလေးရပါပြီဒီကစွန်းရွက်ချင်းဟင်းလေးနဲ့ငြူသီးစားတောင်းလေးနဲ့စားမှာပဲဖြစ်ပါတယ်ရှင်